ကဲဒီနေ့မှာတော့ဦးမိုးဒီနဲ့ဖေးဦးမိုးဒီနဲ့ကျွန်တော်တို့နဲ့ဘာတွေလုပ်နေလဲဆိုချက်တော့ကြည့်လိုက်အောင်ဖေး ဘာမလို့ကဲဘာမလို့ကဲဘာမလို့ကဲ ဘာမီတုံးကလေး ဘာမလို့ကဲဘာမလို့ကဲ ဘာဖြစ်လဲဟာ ဒီမှာလေဖိုးဖိုးရမလားတက်တော့ဆော်မယ်ဆိုတော့ဖွင့်ပေးတာ ဩအဲ့ဒီကြည့်နေဘာမီတုံးကလေးဘာမီတုံးကလေး အဲ့လေ ကလေးဖွင့်မိလိုက်ဆောင်းတော့တော့ကလေး ကဲကဲ ဟာ ကဲ ဟာကဲ ကဲကဲကဲ ကဲတော့ပြီ ကဲ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  အာဒါခဏသိမ်းပါကဲပြီးသွားအဲ့ဒါမီတုံးကလေးကိုလုပ်ပြီနော်ကဲအဲ့တော့ဒီနေ့ကဒါမကြီးက အေး အာ ဒါဖတ်တပုံဘယ်လိုလဲ ရန်ကုန်ကမှားရတာလေ ဟောအေး ဒါကျွန်တော်တို့ဒီမှာကိုယ့်အိမ်လိုသဘောထားပြီးနေမှာဆိုတော့တားလို့လေတောက်ပုံလေးပါလေချိတ်အောင် ဟောအေး အဲ့ဒါရင်မကြည့်ဘူးဒါမင်းကတည်းကလည်းရင်မကြည့်ဘူးညနေစာဘာမှမချက်ရသေးဘူးနော် ဟုတ်တယ်မချက်ကောက် ဟမ် ဟမ် ဘာလဲဘာချက် ဘာချက်မလဲဆိုတော့ဟိုဟာ ငါ့ကိုအကြံဉာဏ်တောင်းမလား အဖေဖေတခုလောက်စဉ်းစားပြီ ဆရာလုပ်တယ်လည်းမောင်းမိတယ် ဟုတ်ရပါတယ်အေးစေးပါ ဆက်ရှင်သားချက်ပါ ဟာဒါကြဒိုးမောင်မနဲ့ကိုတက်မဲ့ထုတ်ချင် တက်တက်ချက်ရ ဖေကလည်းဘာလို့ပြောနေတာတော့ ဘာချက်ပါလဲ ဘာချက်မှလဲဆိုတော့ဒီနေ့ဝက်သားနဲ့ ဟောဘယ်တော့မှမစားဘူး ဟုတ်လာမယ်လေဝက်သားနဲ့ပုံရင်ကြီးတုံမယ်ဒါတားတို့မောင်မနဲ့ကိုစားဘူး ငါပုံရင် မဟုတ်ဖေးရရတော့ကြက်ကြော် အော် ကြက်ကြော်နဲ့ပုံရင်ကြီးတုပ်ဖေးရစားလို့ရတယ်ဒါတော့ဝတ်သားနဲ့ပုံရင်ကြီးတုပ်စား ပုံ မယ် ရင်ကသက်တော့စား ပြီးရင်ငပိတိုးကြပါမယ် โอเค ပြီးရင်အရွက်လေးကြော်တာပါမယ် ရပြီ အသီးရွက်လေးကြော်တာပါ โอเค 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 ကျတော့ရှိုးလိုက်အောင် အာ ဒါမင်းရော ကဲ အဲ
ကဲညနေခင်းရဲ့ထမင်းဟင်းတွေကတော့ဟိုမှာပြိသက်တွေမြင်တဲ့အတိုင်းပဲเนาะ ဟုတ်ကဲ့ share ပဲကျွန်တော်နဲ့ဒီကကျွန်တော်ညီမလေးမေဦးနဲ့ ပြင်းမမှန်ချက်ထားတာပါ ဘောနွားနဲ့ပြေးလိုက်လွှားလိုက်နဲ့ချက်လိုက်ရတာဆို အေးငါကြည့်ရဟိုငါတော့မောနေ လိုပါပဲကျွန်တော်တို့ကလည်းဒါဒီလိုလေးဒါပင်မန်းနေဆိုတော့ဒီလိုပျော်ပျော်ရွှင်ရွှင်လေးနေတိုင်းစားတော့ချင်လို့ဒီမှာလာပြီးတော့ လာပြီးတော့ ရွာပျော်လေးဖြစ်နေ ကြောင်ပြိုလေးလာလို့ကြတာပေါ့ဗျာ အဲ့တော့ပြိသက်တွေကိုဒါဒီမှာတားတို့ချက်ထားတဲ့ဟင်းလေးကိုနည်းနည်းလေးထပ်ပြီးတော့ပြန်ပြောပြလိုက်အောင် ပြောပြပါ ကဲဒီနေ့ညနေခင်းကတော့ကျွန်တော် share ပဲဗျာကျွန်တော်မောင်နှမနဲ့စားဖို့အတွက်ကကြတော့ ဝတ်သားဟင်း ဝတ်သားဟင်းဒါနဲ့ဖိစားဖို့အတွက်က ကြက်ကြော ကြက်ကြောဒီမဲ့ဝတ်သားနဲ့တော့ပုံးရည်ကြီးလေဝတ်ပုံးတော့ခွဲချက်လိုက်တာဝတ်သားနဲ့ပုံးရည်ကြီးနဲ့စားရင် ဝဘိုး ကြက်သားနဲ့ပုံးရည်ကြီးနဲ့စားရင် ချစ်ဘိုး ပဲသီးနဲ့ပုံးရည်ကြီးနဲ့စားရင် ပဲဘိုးတပည့်ရဲ့ဆိုင်တပည့်ရဲ့ဘိုး အပီပုံးတို့ရနဲ့စားရင် သူစီဘိုး ကဲဒါကျွန်တော်တို့ညနေခင်းလေးပြောရှင်စားကြတော့ကြမှာဗျာကဲစားကြပါဦး ဟုတ်တယ်ပါအောင် အားကြောင့် ဟော ဟုတ်ဖုံးလာနေကို ဟောဒီမှာဟောအောက်ထဲရောက်မေး ဖုံးလာ ဟယ်လိုဟုတ်ကဲ့ဟုတ်တယ်ကျွန်တော်တို့ဒီလိုပါပဲအပြင်းပြေပေါ့ ပြော လဲလာလဲလို့လဲရတယ်ခေါ်ပါတယ်မလီဒီရန်ကုန်သားလေးနင်းနင်းလေးလာပါပေါ့ဒါကျွန်တော်လည်းလာဆိုလာပါပေါ့ဟုတ်ပြီဟုတ်ဒါပဲနော်ဟုတ်တကယ်နေ live မှာဗီဒီယိုတင်ထားသိရမလားလာလဲခြင်းတယ်တို့ဘာတို့ပေါ့နော်ကိုယ်ဗီဒီယိုတွေတင်ထားတာကိုတို့လည်းတည်ကြစားခြင်း အေးဟို ပြီးတော့တို့စီလည်းလာလဲအောင်ဘာညာပေါ့ကဲတော့ဆွဲကြမယ်ဗျာ ဆွဲကြမယ် ဆွဲမယ်ဆိုတော့ခင်းလေးအရင်ကဖေးကိုဦးချကဲဖေးမယ်ပဲဒီလေးအမြဲအပြီးစော်မယ်ပဲဒီကျော် ဟာပဲဘိုး ပဲပုံ ကြက်ပဲပုံ ချစ်ပဲဘိုး ကဲငါလည်းကိုယူဦးချကိုရဝတ်သား ဘာတာအစီ တုံးတက်သားစီမတုံး အစီတော့တိတ်မစားဘူးဟာအစီတိတ်မစားဘူးဆိုမှစီလေးချင်း ငပိစားမှာငပိလေးကမှုေးနေအာဝတိနဲ့အာဝတိ ပြီးပြမယ်လား အာဝတိလေး ပြီးအဲ့လို ကိုရအာဝတိနဲ့ဆွဲပူဆက်ဆက်လေး ပြင်ပေးပြီး ဒီကြောင်လိုက်ချင် ရပြီ မင်းကမုံရဘူးထဲတာ ဆက်မယ်ပူ ထားမယ်ကောင်းတယ်ဟိုအရွယ်လေးတော့ ပန်းညု ဟာစမ်းစားရလို့ ဟာပါ ဟုတ်အဲ့ပါ လဲတဲ့ကင်း ကျော်ရကင်းလားအာမဘော မွေးနေနော် ကဲစားတော့စားတယ်ကျွန်တော်တို့ကတေချာတစ်ခုကခုနောက်ပိုင်းက3ယောက်လုံးကဟာဟေးတို့အိတ်တန်းတက်ရှင်နေဆောင်းတော့စားတော့စားကျွန်တော်နှစ်ပန်3ပန်တော့သိမစားပြီတော့ဆိုတော့3ယောက်လုံးညစာထိန်းနေ ဆိုကြရွာနေပြန်ရင်လူဝါကြီးတွေဖြစ်သွားမှာ ကဲဖိတ်သက်တွေလဲကျွန်တော်စီစဉ်လေးကိုကြည့်ပြီးတော့တေချနေလောက်ပြီးထင်ပါတယ်အဲ့တော့ဟို
ကျွန်တော်တို့ရဲ့ရွာပြောအစီအစဉ်လေးမှာဆက်လက်ပြီးတော့ဘလို့အရာတွေအဲ့ဒါဘလို့ဆက်ပြုံနေတိုင်းစားတော့ပြီးတော့ဘယ်နေရာတွေသွားပြီးဘာတွေလုပ်ကြအောင်လဲဆိုတာကိုလည်းပြည်သက်တွေဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဟုတ်ကဲ့အားလုံးပဲပြည်သက်တွေလည်းဒီချိန်လောက်ဆိုရင်ဗိုက်စာနေကြလောက်ပြီလို့ထင်ပါတယ်ကျွန်တော်တို့ပဲဘယ်ချက်ပြုတ်စားတော့ရှင်လဲဆိုရင်လည်းတကယ်စားနေပြီဆိုတော့အကြောင်းအရာလေးကို comment လေးတွေပါလေးရေးသွားလို့ရရနော်ကဲအဲ့တော့ကျွန်တော်ရဲ့ရွာပြောဆိုတဲ့အစီအစဉ်လေးမှာရှေ့ဆက်ပြီးတော့ဘလို့အရာတွေလာအောင်မယ်ဘယ်နေရာကိုသွားကြမယ်ဘာတွေချက်ပြုတ်စားတော့မယ်ဘယ်သူတွေလာကြအောင်လဲဆိုတာတော့ပြည်သက်တွေလည်းသိချင်အောင်မယ်ထင်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့အစီအစဉ်လေးကိုဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာကဲအားလုံးပဲရွာပြောစောင့်